ဒါကြောင့်မင်းအောင်လှိုင်တို့အုပ်စုသည်ဒီရွေးကောက်ပွဲကိုကြောက်နဲ့လှုပ်သွားတာကိုကြီးတို့ကစကြောက်နဲ့သူတို့သေမှာကြောက်ပြီးတော့သူတို့ရွေးကောက်ပွဲလှုပ်သွားတာသူတို့ထင်နေတာကသူတို့စိတ်တွေနဲ့နှိုင်းပြီးသူတို့ရိုင်းတယ်လို့မျိုးသူတို့စဉ်းစားတယ်လို့မျိုးကျွန်တော်တို့ဘက်ကလူတွေကရွေးကောက်ပွဲကိုဘုံခွဲတာတို့မီးရှို့တာတို့သူတို့တွေကိုနိုင်ငံရေးကလှုပ်ကြံတာကိုပြတ်တတ်တာတို့လုံးမဲ့သူတို့ထင်နေတာဒါပေမဲ့လက်တွေ့မှာဘာမှမဖြစ်သွားဘူးလေတွေ့လားကျွန်တော်ပြောတာမှန်လားမမှန်လား yes or no ဒီမင်းအောင်လှိုင်တို့အုပ်စုတစုလုံးဒီစစ်တပ်တဲ့စစ်ဗိုလ်ချုပ်တွေကြောက်နဲ့အဲ့ဒီခင်ကြီးတို့အုပ်စုတွေကြောက်တဲ့ရွေးကောက်ပွဲကိုသူတို့လှုပ်သွားတာသူတို့ကိုကျွန်တော်တို့ NUG ကဘုံလာခွဲမှာရှော့တိုက်ဒိုးတွေနဲ့ပြင်မှာမဲုံတွေမီးရှို့မှာသူတို့တွေကိုတတ်မှာဖြတ်မှာသူတို့စိတ်နဲ့သူတို့နှိုင်းပြီးတော့သူတို့အဲ့လိုကြောက်နဲ့လှုပ်သွားတာသဘောတူပါသလား yes or no သဘောတူပါသလားသူတို့ဓာတ်စုတကယ်အဲ့လိုလုပ်တာလေသူတို့စိတ်နဲ့ကျွန်တော်တို့စာကလေးတွေကျွန်တော်တို့ NUG ဖွင့်ရတဲ့စာတင်ကျောင်းတွေဘုံကျဲတယ်ဗျာကျွန်တော်တို့ NUG ကဖွင့်ထားတဲ့စေးရုံတွေကိုဘုံကျဲတယ်ဗျာအေးဖွင့်ထားတဲ့စေးရုံတွေကိုဘုံကျဲတယ်ဗျာစာတင်ကျောင်းတွေဘုံကျဲတယ်ဗျာချက်ကျောင်းတွေကိုဘုံကျဲတယ်ဗျာကလေးတွေစာတင်ကျောင်းတွေရွာတွေဖျားပွဲတွေဒီဂီတဖျော်ဖြေပွဲတွေဘုံကျဲတယ်ဗျာသူတို့စိတ်နဲ့သူတို့အကုန်လုပ်တာနော်ကျွန်တော်တို့ရဲ့ PDF တွေကိုမိတယ်ဆိုရင်သူတို့ရဲဆက်အရေးခွန်နွားတယ်လို့ရဲဆက်လုပ်တယ်ဗျာအဲ့တော့သူတို့စိတ်နဲ့သူတို့နှိုင်းပြီးတော့ကျွန်တော်တို့တွေကလည်းဒီရွေးကောက်ပွဲကြီးကိုဖျက်ဆီးဖို့အတွက်ပေါ့တိုင်းရင်းသားတွေကအစပေါ့သတိထားကြည့်တိုင်းရင်းသားတွေလည်းမလုပ်ဘူးအစပေါ့မဲယုံတွေကိုဘုံခွဲပြစ်တာတို့မဲယုံတွေကိုဖျက်ဆီးမှာတို့သူတို့တွေကိုလှုပ်ကြံမှာတို့သူတို့အဲ့လိုထင်နေလားသူတို့ကြောက်နဲ့ဒီရွေးကောက်ပွဲကိုမရောက်လဲအားစားဟိုကြောက်နေခင်ဗျာမဲယုံလာသွားတာဟုတ်လားမဟုတ်လား yes or no ဒါပေမဲ့ကျွန်တော်တို့ဘက်ကစဉ်းစားတဲ့လူတွေဘယ်သူမှအဲ့ဒါကိုမစဉ်းစားဘူးဘာကြောက်လဲအဲ့ဒါအကြမ်းဖက်တာကျွန်တော်တို့လက်မပကန်လူတယောက်ရဲ့ conscience ပေါ့မဖြစ်သင့်တာကိုအတင်းကျပ်လုပ်တာကိုအင်အားလက်နဲ့အားကိုပြီးအနိုင်ကျင့်ပြီးလုပ်တာအဲ့ဒါအကြမ်းဖက်တာအဲ့ဒီအကြမ်းဖက်တဲ့စိတ်ဓာတ်နဲ့ကျွန်တော်တို့သွားကျင်တဲ့စနစ်ကိုတိဆောက်လို့မရဘူးဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်ကအကြမ်းဖက်သမားတွေကိုစက်ကျင်တာဖြစ်တဲ့အတွက်အကြမ်းဖက်မှုကိုမရွေးဘူးကျွန်တော်တို့ဒီယဉ်ကျေးတဲ့နီလန်းကိုပဲတွေ့တယ်စစ်တိုက်တယ်ဆိုတာသူစစ်သားကိုစစ်သားစစ်ချင်းတိုက်တာကျန်တဲ့ဟာကျွန်တော်တို့ကယဉ်ကျေးတဲ့နီလောင်းတွေနဲ့ဆွေးနွေးတယ်နိုင်ငံရေးစကားပြောတယ်အဲ့ဒါ NUG နဲ့မင်းအောင်လှိုင်တို့ရဲ့ကွာခြားချက်ပဲသဘောတူပါသလားမင်းအောင်လှိုင်စစ်သားတွေမင်းအောင်လှိုင်ထောက်ခံတဲ့လူတွေမင်းအောင်လှိုင်ကိုထောက်ခံပြီးပြောနေကြတဲ့သူများရဲ့စိတ်နေစိတ်ထားကသူတို့ဒါဆိုရင်ကျွန်တော်တို့ကိုတွေ့တာဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဟိုဒီတောင်းပလောင်တွေပြန်ဆုတ်သွားတော့သူတို့အဲ့ဒီမျိုးတွေကိုရတော့သူတို့ဘက်ကလူတွေကလာပြီးတော့ဟိုဒီအုပ်ကျွန်တော်တို့ရဲ့တော်လိုင်းရေးအုပ်ကူတွေမှာသွားပြီးမဖွဲမရတွေလောက်တာတွေအဲ့လိုစိတ်တဲ့အောက်တန်းကြတဲ့လူတွေအားလုံးပဲမင်္ဂလာပါမြန်မာ resistant new မှာကြိုဆိုပါရစေမြန်မာ resistant new ဟာနေဦးတော်လိုင်းရေးသတင်းပါဝင်နောက်ဆုံးရတိုက်ပွဲသတင်းများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးပါရဲ့တောင်းဆိုပါရခင်ဗျာတော့သူတို့ကဒီစစ်ပွဲမပြီးလေ NUG မနိုင်လေမင်းအောင်လှိုင်ကြီးအုပ်ချုပ်နေတဲ့၍သူတို့ထောနေပါအဲ့တော့သူတို့မှစူးစမ်းခြင်းစိတ်လည်းမရှိဘူးမင်းအောင်လှိုင်နိုင်အောင်ရှုံးအောင်လည်းမစိတ်ဝင်စားဘူးသူတို့ဂွင်ပဲရှာနေကြတာဒါပေမဲ့ NUG ကစီဦးစီးချုပ်တွေဥမာဒုစီဦးစီးချုပ်ဒေါက်တာစိုးသူရဇော်တို့ပဲကြည့်တခြားတပ်မှုတွေပေါ့သူတို့ပြောတဲ့တပ်မဟာမှုတွေပေါ့ဘာစိမ်မှမရှိဘူးနေစရာတိုက်ရင်လည်းမရှိဘူးစီးစရာ929လည်းမရှိဘူးအခုခေတ်ဆိုတော့ဘာကားလို့ပြောမလဲ 4-wheel drive တွေလည်းမရှိဘူးရွှေချောင်းလည်းအထက်လိုက်မရှိဘူးပတ်စံလည်းပေါ်ချင်းတော်ချင်းဒေါ်လာလည်းမကင်နိုင်ဘူးခါရာဝီကေလည်းမသွားနိုင်ဘူးစီးစိမ်လည်းမခံနိုင်ဘူးဖဲမိုးရကြီးမှလည်းလုံခြုံရေးအဆောက်အအုံနဲ့တပည့်တပန်းမြောင်းများစွာနဲ့လည်းမနေနိုင်ဘူး
လာစားလည်းတပြားမှမရဘူးခံစား권လည်းတခုမှမရှိဘူးအဲ့ဒီထဲမှာတေးကြတာတခုကသူတို့ကိုစစ်ပွဲကိုအနိုင်တိုက်ဖို့စိတ်ဆော်နေတဲ့စိတ်ဆော်ချက်က24နာရီသူတို့ရဲ့ခေါင်းထဲမှာလွှမ်းမိုးနေတယ်အဲ့ဒီစိတ်ဆော်ချက်ကဘာဖြစ်မလဲဒီနေ့ PhD ရဲ့ကျွန်တော်ရဲ့ question အဲ့ဒီ NUG ရဲ့တက်မှုတွေရဲ့ခေါင်းထဲမှာ24နာရီလွှမ်းမိုးနေတဲ့စိတ်ဆော်ချက်တစ်ခုရှိနေတယ်သူတို့တွေဒီလာစားလည်းမရှိဘူးเนาะဘာအဆောင်ရောင်မှလည်းမရှိဘူးဘာစည်းစိမ်မှလည်းမရှိဘူးဘာအိတ်လည်းမရှိဘူးကိုယ်ပိုင်အိတ်လည်းမရှိဘူးကိုယ်ပိုင်အိတ်စရာဂရင်လည်းမရှိဘူးမှုအဖဲမှုရလည်းမရှိဘူးအစားကောင်းတော့ကောင်းလည်းမရှိဘူးနောက်ဆုံးအာမီရန်မပြောနဲ့ဝီစကီလည်းမရှိဘူးစစ်သားရက်တောက်မယ်ဆိုရင်ဝီစကီလည်းမရှိဘူးဘီယာတော့နိုင်တင်တယ်ဒါပေမဲ့တို့ထဲမှာ24နာရီစစ်စော်နေတဲ့စစ်စော်ချက်တကူရှိတယ်အဲ့ဒါပါလေနွေဦးဒေါ်လာရေးဒီအဆင့်ရောက်နေတာအဲ့ဒီလူတွေရဲ့စစ်စော်ချက်ကြောင့်ဒီနေရာကိုရပ်တည်နေတာအဲ့ဒီစစ်စော်ချက်ကပါလေမြောက်လည်းဘက်ကအုပ်စုတွေကတော့သူတို့ရဲ့စစ်စော်ချက်ဒီပတ်စံပဲမြောက်လည်းဘက်ကလူတွေကသူတို့မှာအိမ်လဲရှိတယ်ဘာလဲရှိတယ်သူတို့ပတ်စံပဲမြင်နေတာပတ်စံနဲ့ယာရုဘူကြည့်အောင်ဘလို့သွားပြီးတော့ဘလို့ဖားပြီးတော့ဘလို့အပေါ်တက်ရမလဲဒါပဲစဉ်းစားနေတာမြောက်လည်းရှိုးရနိုင်နေစိတ်ဝင်စားဘူးအဲ့တော့ကျွန်တော်တို့စီရဲ့တက်မှုတွေထဲမှာ24နာရီလွှမ်းမိုးနေတဲ့အရေးလို့တို့စီမှာရှိနေတယ်စစ်စော်ချက်တစ်ခုရှိနေတယ်အဲ့ဒီစစ်စော်ချက်ပါလေဒါဒီကျွန်တော်ဒီနေ့ PhD တန်းရဲ့ assignment မှာအင်စာပါသေချာတော့ခုကတော့တတိယနိုင်ငံမဟုတ်ဘူးဗျကျွန်တော်တို့လို UK passport American passport ရဖို့တို့လုပ်နေတာမဟုတ်ဘူးတိတ်ဝမ်းနေဖို့ကောင်းတယ်ကျွန်တော်တို့အုပ်စုတွေကတတိယနိုင်ငံမှာသွားပြီးတော့ဥရောပ passport Australia passport UK passport American passport ကင်ပြီးကဘာပတ်ချင်တာအဲ့ဒီနိုင်ငံမှာနှက်ချင်တာအဲ့ဒါတော့မဟုတ်ဘူးတတိယကဘာမှာတတိယနိုင်ငံကဘာရဲ့ passport ရဖို့နိုင်ငံသားဖြစ်ဖို့မဟုတ်ဘူးနောက်ထပ်သေချာတစ်ခုကကျေဝချမ်းသာဖို့လည်းမဟုတ်ဘူးနောက်ထပ်တစ်ခုကအိုးအိမ်တွေတိုက်တာကြီးတွေနန်းတော်ကြီးတွေဆောက်ဖို့လည်းမဟုတ်ဘူးပတ်စံအတွက်လည်းမဟုတ်ဘူးပတ်စံအတွက်ဆိုရင်သူပြည်တွင်းမှာနေပြီးသူများလိုပဲခင်ဗျာစစ်တပ်နဲ့ပေါင်းပြီးကုမ္ပဏီဖွင့်စားမှာပေါ့ဗျာအလွယ်လေးပဲအခုကျွန်တော်ပြောဖျားဘူးတွေပို့တဲ့ agent လို့ရင်တော့မမပြည်မှာချမ်းသာနေတာကျွန်တော်လည်းလုပ်တတ်တာပဲဖျားဘူးပို့တာပါ agent လုပ်တာဘာခက်လို့လဲလုပ်တတ်တဲ့လူဖို့ဘာမှမခက်ဘူးချမ်းသာတာပဲဒေါ်လာ1000ကျမဲ့ခီကို1500တောင်းတယ်ကိုက900အမြတ်ယူတယ်လူ100ပို့ရင်တယောက်ဒေါ်လာ900ဗျာလူ100ပို့ရင်ဒေါ်လာ9000ရတယ်ဥမြန်မာနိုင်ငံမှာအလုပ်သမားတွေပို့တဲ့ agency တွေမလေးရှားလူပို့တယ်ထိုင်းလူပို့တယ်ဂျပန်လူပို့တယ်လူတယောက်ဒေါ်လာ900ဗျာလူ100ပို့ရင်ဘယ်လောက်လဲတွက်ကြည့်ရင်လူ1000ပို့ထားတဲ့လူတွေလောက်တတ်တာပဲကျွန်တော်လည်းလှုပ်ရှားတတ်တာပဲဘာခက်လို့လဲ
အဲ့တော့သူတို့ရင်ထဲမှာ24နာရီသူတို့ကိုလွှမ်းမိုးနေတယ်စင့်စော်နေတယ်အချက်တစ်ချက်ရှိတယ်အရေးလိုပဲလိုက်နေအဲ့ဒါပါလေဘာကြောင့်လဲဆိုတော့အကြောက်နေဦးတော်လှန်ရေးကို NUG နဲ့ PDF တွေကိုဝေဖန်လဲလို့ကျွန်တော်ကပြောတာကိုမလုတ်ချင်တာနဲ့ကိုယ့်သဘောလေသူများကလုတ်ချင်တဲ့လူကမှထောင်နဲ့တောင်းနဲ့သိန်းနဲ့ချီလုတ်နေတာနည်းနည်းလေးစဉ်းစားကြည့်ကြအောင်ပေါ့ကိုမလုတ်နိုင်တာဟိုမထောက်ခံရင်တော့အပြစ်တော့မပြောတင်ဘူးပေါ့ဒါကြောင့်အပြစ်ပြောတဲ့လူတွေကိုလူတွေကဝိုင်းဝန်းဆက်ကျင်ကြတာဒါကြောင့်ပဲအားနည်းချက်ကိုထောက်ပြသလိုလိုနဲ့ဝေဖန်တာအပြစ်ပုံချတာရှုတ်ချတာသေးသိမ်အောင်လုပ်တာပျက်စီးအောင်လုပ်တာယိုယွင်းအောင်လုပ်တာစစ်တပ်အားရအောင်လုပ်တာဒါကြောင့်ကျွန်တော်ဒီအမြဲတမ်းပြောတာဘယ်လိုအချင်းရတယ်ဖြစ်ဖြစ် NUG ကိုကျွန်တော်ထောင်လာတာကျွန်တော်ဒီ NUG ပဲဘာကြောင့်လဲအဲ့လောက်မြောက်များလူတွေရှိနေတယ်ဆိုတာကိုကျွန်တော်ကလုံးဝလက်ခံထားတယ်အဲ့ဒီလူတွေကြောက်လေဒီနေ့ဒေါ်လာရေးကဒီအနေထားကိုအောင်ဝဲခံနေတာအဲ့ဒီလူတွေကြောက်လေမင်းအောင်လိုက်တို့အုပ်စုစီမအိပ်ရဲလောက်အောင်ကြောက်နေရတာသူတို့ကြောက်နဲ့ရွေးကောက်ပွဲလုပ်တာသူတို့လူကြီးမင်းတို့ကိုကျွန်တော်တခုထောက်ပြမယ်သူတို့ကသူတို့စိတ်နဲ့နှိုင်းမရိုင်းပေါ့ဗျာသူတို့ဒီရွေးကောက်ပွဲကိုကြောက်နဲ့လုပ်တာသူတို့ထင်နေတာကရွေးကောက်ပွဲကိုကျွန်တော်တို့အုပ်စုကဘိုးလာခွဲမယ်လို့ထင်နေတာသူတို့စိတ်နဲ့သူတို့နှိုင်းတာသူတို့ထင်နေတာကသူတို့ရဲ့လွတ်တော်ကိုယ်စားလှယ်တွေကျွန်တော်တို့အုပ်စုကလှုပ်ကြံမယ်လို့သူတို့ထင်တာကျွန်တော်တို့အကြမ်းဖက်မယ်လို့သူတို့ထင်တာသူတို့စိတ်နဲ့သူတို့နှိုင်းတာကျွန်တော်တို့ဘက်ကဘယ်တော့မှအဲ့လိုမလုပ်ဘူးကျွန်တော်တို့ကဥပက်ကသတိထားကြည့်ကျွန်တော်တို့ဘက်ကမျိုးတွေရတယ်ဗျာသူတို့ CDN တွေပါတွေအားလုံးကိုကျွန်တော်တို့ကျွန်တော်တို့ဘက်ကိုနန်း CDN တွေပါခိုင်းတယ်ဒါပေမဲ့အဲ့လူတွေကိုကျွန်တော်တို့ရက်ဆက်တာနှိပ်ဆက်တာညှင်းဆဲတာအဲ့ဒီသူတို့အုပ်ချုပ်ခဲ့စီကရှိခဲ့တဲ့အဆောက်အဦတွေကိုကျွန်တော်တို့အဲ့လိုမဖွဲမရတွေလောက်တာတွေ့ဘူးလားအဲ့တော့စိတ်သက်ချင်းကွာတာကိုကျွန်တော်ရှင်းပြနေတာအဲ့တော့ကျွန်တော်တို့က NUG ကိုအားပေးတဲ့လူတွေလည်းအဲ့လိုလုပ်ဖို့အားမပေးဘူးကျွန်တော်တို့မှာစိတ်တက်ကတစ်မျိုးအဲ့တော့သူတို့အရန်ကြောက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့မလုပ်ခဲ့ပါဘူးဘာကြောင့်မလုပ်လဲသူတို့အခုတနက်ကင်ပြီးတိုင်းပြည်အုပ်ချုပ်တာနဲ့လှုပ်တော်ခေါ်ပြီးတော့သမ္မတလို့အုပ်ချုပ်တာတဲ့ကျွန်တော်တို့ဖို့ကအတူတူပဲလို့ထင်တယ်ဘာလို့သူပဲယူထားတာလေအတူတူပဲလေဒါနဲ့အတူတူပဲလေလူတာပြောင်းနာမည်တာပြောင်းတာလူမမပြောင်းတာအဲ့တော့အဓိကကသူတို့ကတနက်ကင်ပြီးတော့လှုပ်တော်ခေါ်တာလေယူနီဖောင်းလဲတာပဲရှိတယ်ဒီလူပဲလေကျွန်တော်တို့အတွက်ကအဲ့ဒါမတူသူတို့အတွက်ကအဲ့ဒါသူတို့အသေးအံလုပ်ပြပြီးဂုံယူပြနေတာသူတို့ဘက်ကထောက်ခံတဲ့လူတွေကရွေးကောက်ပွဲသူတို့ဘလို့နိုင်တယ်ကြက်ပုတ်ကဘလို့နိုင်ကြွားပါသူတို့ကအဲ့လောက်အထောက်ပဲရှိတာအမှန်တကယ်ကသူတို့ဒီအတူရောက်ဖြစ်ပြီးအမှန်တကယ်စစ်တပ်နဲ့စစ်လက်နက်ကင်ပြီးအနိုင်ယူတာအဲ့တော့အတူတူပဲလေမင်းအောင်လိုက်စစ်ယူနီဖောင်းကြီးနဲ့သွေးစွန်းတဲ့လက်နဲ့ဘာလို့ပလင်ပေါ်မှာထိုင်တာနဲ့ခေါင်းပေါင်းကြီးနဲ့တိုက်ပုံကြီးနဲ့ပစိုးကြီးနဲ့တောင်ဆူပစိုးနဲ့ပလင်ပေါ်တက်ထိုင်တာနဲ့ကျွန်တော်တို့ဘက်ကအတူတူပဲလေအဲ့တော့စိတ်တက်ခြင်းမတူအဲ့တော့ကျွန်တော်တို့ဘက်က NUG ကအရန်ကြီးရင့်ကျက်လာပြီအဲ့တော့ကျွန်တော်တို့ဒီတပ်မှုတွေကို PDF တွေကိုအထူးသဖြင့်တပ်မှုပေါ့နော်တပ်မှုကအရေးကြီးခေါင်းဆောင်ရေးကြီးတယ်လीနော်တပ်မှုတွေကြောင့်တိုက်ပွဲဖော်နိုင်ပါလေတပ်မှုတွေကြောင့်စစ်အင်အားတွေစစ်ကစားနိုင်ပါလေတပ်မှုတွေကြောင့်အောင်ဝဲတွေရမှာလေခေါင်းဆောင်ကောင်းရင်အနောက်လိုက်ကောင်းတွေနဲ့အောင်ဝဲရမှာဘောလုံးသင်းလို့ပေါ့အဲ့သူတို့ကို24နာရီစစ်စော်နေတာကဘာပါလဲဒါကျွန်တော်ရဲ့ဒီနေ့ PhD thesis နေကုန်ပါကျွန်တော်တခုစဉ်းစားမိတယ်ဒီလားအခုစောစောကသူတို့ဘက်ကလူတွေကကျွန်တော်တို့ဘက်ကမျိုးတွေကျွန်တော်သိမ်းထားတဲ့မျိုးတွေပြန်ရသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့တော်လှန်ရေးအုပ်ကူတွေမှာသွားပြီးမဖွင့်မရတွေလှုပ်တဲ့ဟာတွေတက်နေတာလေပြီးခဲ့တဲ့တလားက
တော်အောက်တန်းကြတဲ့လူတွေပေါ့နော်ဒါပေမဲ့ဆက်ဆက်ပြီးကျွန်တော်ပြောလဲကျွန်တော်တခုသတိရသွားတယ်ကျွန်တော်တစ်ချက်မေးကြည့်မလို့နော် NUG ကပုံကိုယ်တွေဖြေပေးရမှာဒီဥစ္စာဒါမင်း online တို့လည်းမဆိုင်ဘူး NUG ကပုံကိုယ်တွေဖြေပေးရမှာဒီမေးခွန်းကိုကျွန်တော်နည်းနည်းမေးကြည့်မလို့ဒါတော့တော်လိုင်းကြီးနဲ့မဆိုင်ပါဘူးဒါပေမဲ့ကျွန်တော်ခေါင်းထဲမှာဖြတ်ခနဲ့ပေါ်လာအဲ့မေးခွန်းလေးကျွန်တော်မေးကြည့်ခြင်းတယ်မေးရမှာ NUG ကပုံကိုယ်တွေဖြေရလိမ့်မယ်ကျွန်တော်ထင်တယ် NUG ခေါင်းဆောင်တွေတော့စိတ်ဆိုးလိမ့်မယ်အဲ့ဒီမေးခွန်းမေးရမလားညီကိုများအဲ့ဒါ NUG ကလူကြီးတွေဖြေရမှာသိလားဒေါ်လာရင်းနဲ့မဆိုင်ပါဘူးပြည်သူနဲ့ဆိုင်တာဒါပေမဲ့အဲ့ဒီမေးခွန်း